ကဲနမကျော်ဟောပြောသူဘော့ပရော့တာရဲ့အသွေးခေါ်တဲ့အကြောင်းနည်းနည်းလောက်ပြောကြည့်ကြအောင်သူကဘာပြောလဲဆိုတော့လေကိုလိုချင်တာကိုဘလို့ရအောင်လို့ရမလဲဆိုတဲ့လျှို့ဝှက်ချက်ကိုသူသိရတယ်အဲ့တော့သူပြောတာတွေကကျွန်တော်တို့ဘောဘလို့များပြောင်းလဲသွားစေနိုင်မလဲလာအတူတူကြည့်လိုက်ကြအောင်ဒီမေးုံကလေကျွန်တော်တို့အားလုံးကိုပြန်မေးဘူးကြမှာထေးကြတယ်ဘာလို့တချို့လူတွေကသူတို့လိုချင်တာမှန်သမျှကိုလွယ်လွယ်ကူကူကြီးရနေကြတာလဲကျွန်တော်တို့ကြတော့ဘာလို့ရုန်းကန်နေရတာလဲဒါကကန်ကောင်းတာကန်ဆိုးတာကိစ္စပဲလားဒါမှမဟုတ်အဲ့ဒီနောက်ကွယ်မှာကျွန်တော်တို့မမြင်နိုင်တဲ့မတိသေးတဲ့ပေါ်နှဆိုင်တဲ့အကြောင်းတရားတစ်ခုခုများရှိနေမလားအဲ့ဒီမေကွန်တဲ့ Bob Proctor ကစင်ခေါ်မှုတစ်ခုနဲ့ဖြစ်ပေးတယ်သူကဘာပြောလဲဆိုတော့ခမည်းဘာလို့ချင်လဲဆိုတာတိတိကျကျပြောစမ်းပါအဲ့ဒါကိုဘလို့ရအောင်လုပ်ရမလဲဆိုတော့ကြိုပြမယ်တဲ့ဟာတော်တော်လေးယုံကြည်မှုပြည့်နေပြောတဲ့စကားနော်ဆိုတော့ तू ကဒါကိုဘလို့တက်ပြမှာလဲကြည့်ကြတာပေါ့တကယ်တော့အဓိကပြဿနာအဒီမှာပဲလူအများစုကလေသူတို့တကယ်လိုချင်တဲ့အရာကိုရနိုင်တယ်ဆိုတာကိုအတွင်းစိတ်ထဲကနေကိုမယုံကြည်ကြတာကိုယ့်ရဲ့အိမ်မက်တွေရီမန်းချက်တွေကလက်တွေ့မကြပါဘူးကွာငါနဲ့မထိုက်တန်ပါဘူးကွာဆိုတဲ့အတွေးတွေအဲ့ဒီအတွေးတွေကပဲအကြီးကြီးအုတ်တနိုင်ကြီးတစ်ခုလို့ရှေ့ဆက်မရအောင်ဓာတ်ရှိထားတာဗျာအဲ့ဒီတော့အဲ့ဒီအတားအဆီးကိုဘလို့ကြော်ဖြတ်မလဲ Bob Proctor ကပြောတယ်အခြေခံကြားရဲ့အမှန်တရားတစ်ခုကိုအရင်နားလဲဖို့လိုတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ဒီစကြဝဠာကြီးတစ်ခုလုံးကတိုက်ဆိုင်မှုတွေနဲ့ဖြစ်ပျက်နေတာမဟုတ်ဘူးတိကျတဲ့နေရာမတရားတွေနဲ့လည်ပတ်နေတာအဲ့ဒီထဲမှာအထူးအကျုံးနေရာမှာကရောလှိုင်းနှုန်း frequency ပဲဖြစ်ပါတယ်လှိုင်းနှုန်း frequency ဆိုတာဘာလဲရိုးရိုးလေးပဲဒါကတုံခွာမှုရဲ့အဆင့်တစ်ခုပဲစဉ်းစားကြည့်လေဒီစကြဝဠာထဲကအရာအလုံးမျက်စိနဲ့မြင်ရတဲ့အရာရောမမြင်ရတဲ့အရာတွေရောအားလုံးမှာတိကျတဲ့တုံခွာမှုနှုန်းတစ်ခုနဲ့လှုပ်ရှားနေကြတာကျွန်တော်ရဲ့အတွေးတွေခံစားချက်တွေအဲ့ဒါတွေမှာတော့ကိုယ်ပိုင်လိုင်းနှုန်းတွေရှိတယ်ဆိုတာပဲဒါကိုပိုရှင်းတော့အောင်ဖုန်းဥပမာလေးနဲ့ပြောပြမယ်အခုကိုဖုန်းနေသူငယ်ချင်းတယောက်စီခေါ်မဲဆိုပါတော့သူတို့ရဲ့ဖုန်းနံပါတ်ကိုတိတိကျကျနှိပ်ရတဲ့ဟုတ်အဲ့ဒီလိုနှိပ်လိုက်မှဖုန်းနှလုံးကလိုင်းလုံးတစ်ခုတည်းပေါ်မှာချိတ်ဆက်မိသွားပြီးစကားပြောလို့ရသွားတာနံပါတ်တစ်လုံးလေးပဲလွဲသွားလုံးဝဆက်သွယ်လို့မရတော့ဘူးအော်စရာကောင်းလာကအဲ့ဒီမှာပဲ Bob Proctor ကပြောတာကကျွန်တော်တို့လိုချင်နေတဲ့အရာတွေဥပမာပိုက်ဆံတွေအောင်မြင်မှုတွေကောင်းမွန်တဲ့ဆက်ဆံရေးတွေအဲ့ဒါတွေအားလုံးကလည်းဖုန်းနံပါတ်တွေလိုပဲတိကျတဲ့လှိုင်းနှုန်းတစ်ခုပေါ်မှာရှိနေတယ်တဲ့ဆိုတော့အဲ့ဒီအရာတွေကိုကိုပေါ်ရတဲ့ဆွဲခေါ်ခြင်းနဲ့ဘာလို့ရမလဲဟုတ်တယ်ကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒီ line နှုန်းနဲ့တစ်ထက်တည်းကြအောင်ကိုချင်းကြီးဖို့ပဲလိုတာဒါကိုပဲဆွဲဆောင်မှုနေရာမှာလို့လူသိနေရကြတာပေါ့ရရှင်းလေးပဲကိုနဲ့တုံခေါမှုတော့မတူတဲ့ຢာကိုဆွဲဆောင်လို့မရဘူးဥပမာပါစကတော့ချမ်းသာခြင်းတယ်ပြောနေတယ်ဒါပေမဲ့စိတ်ထဲမှာကစီးရဲမွဲတွေမာကိုပဲကြောက်နေတယ်ပိုက်ဆံမရှိတာကိုပဲအမြဲတွေးနေတယ်ဆိုရင်အဲ့ဒါလှိုင်းနှုန်းတွေလွဲနေပြီးဘယ်တော့မှဆွဲဆောင်လို့မရဘူးကိုလိုချင်တဲ့ຢာနဲ့ပတ်သက်တဲ့ခံစားချက်အတွေးခုံမျိုးကိုကိုခိုထဲမှာမွေးပြူနိုင်ပြီးတစ်ထက်တည်းကြားထွက်ပြီးဆိုမှအဲ့ဒီຢာကကိုဘွားတွေကိုတကယ်ရောက်လာမှာပါဟုတ်ပြီဒါတွေကတော့စိတ်ဝင်စားစရာ theory တွေပဲဒါပေမဲ့အရေးကြီးရဲ့မင်းဟုံးကလက်တွေ့မှာတော့တကယ်အလွတ်ဖြစ်လို့လားအဲ့ဒီအတွက်အခိုင်အမာဆုံးတက်တယ်ကတော့ Bob Proctor ရဲ့ကိုယ်ပိုင်ဘဝဇလန်းပဲသူကိုယ်တိုင်ဒီနေရာတွေကိုတုံးပြီးသူ့ဘဝကိုဘယ်လိုအောက်ခြေကနေအပေါ်အထိပြောင်းပြန်လန်ပစ်ခဲ့လဲဆိုတာကြည့်လိုက်အောင်1960ခုနှစ်ကိုပြန်သွားကြည့်အောင်အဲ့ဒီတုန်းက Bob Proctor ရဲ့တစ်နှစ်စာဝင်ငွေကဒေါ်လာ4000တည်းပဲစဉ်းစားကြည့်တစ်နှစ်လုံးမှာဒေါ်လာ4000အဲ့ဒီခနဲ့ဆိုရင်တော့ဒါကစာဝတ်နေရတော့တော်တော်လေးရောင်းကန်နေရတဲ့ဝင်ငွေမျိုးပဲအနာဂတ်ဆိုတာဘာမှမသိတဲ့အခြေအနေကနေသူစခဲ့ရတာအဲ့ထက်ပူဆိုးတာပါလဲထီလားဝင်ငွေက4000အကျွေးကဒေါ်လာ6000ဝင်ငွေထက်အကျွေးကပိုများနေတာဆိုလိုတာကသူကမွဲနေရထက်ကိုပူဆိုးနေပြီအကျွေးနွန်ထဲမှာကိုနက်နက်ရှိုင်းနက်နေတာလုံးမဘလို့မပြန်ထွက်ပေါ်မရှိတော့ဘူးလို့ထင်ရတဲ့အရှုံးသမားတယောက်ရဲ့အရှင်နေမျိုးပဲဒါပေမဲ့အဲ့ဒီကနေအရာအလုံးကပြောင်းပြန်ဖြစ်သွားရောသူ့ကိုလမ်းမှန်ပြပေးတဲ့ဆရာတယောက်နဲ့တွေ့ပြီးနောက်မှာသူကခုနကပြောတဲ့လှိုင်းနှုန်းညမာတွေကိုစပြီးလက်တွေ့ကျင့်သုံးတော့တာပဲပထမဆုံးနှစ်မှာကြမ်းတိုက်တဲ့လုပ်ငန်းလေးတစ်ခုစလုပ်တယ်မယုံနိုင်စရာပဲအဲ့ဒီကနေ9နှစ်ပဲကြာတယ်သူလုပ်ငန်းကနိုင်ငံတကာဆင့်ဖြစ်သွားပြီးတစ်နှစ်ကိုဒေါ်လာ1သန်းကျော်ဝင်ငွေရလာတယ်တစ်နှစ်တဲနဲ့တော့တစ်နှစ်တဲနဲ့ဘယ်လောက်ထိပြောင်းသွားလဲဆိုတာကြည့်တစ်နှစ်ဝင်ငွေဒေါ်လာ4000ကနေဒေါ်လာ1,950,000 1,950,000ဒေါ်လာဝေါဒါတကယ်ကိုမယုံနိုင်စရာပြောင်းလဲပဲဆိုတော့မေးစရာရှိလာပြီသူဘာကိုပြောင်းလိုက်တာလဲအလုပ်ကိုပဲတေးအောင်ကျူစောလိုက်တာလားဒါမှမဟုတ်သူ့ရဲ့အတွင်းစိတ်ထဲကတခုခုကိုပြောင်းလိုက်တာလားအဖြေကတော့သူ့ရဲ့တွေးပိုင်းမှာပဲရှိနေတာပါသူရဲ့အောင်မြင်မှုရောကျွန်တော်တို့ရဲ့လက်ရှိရလဒ်တွေကိုပါနောက်ွယ်ကနေကြိုးကိုင်ထိန်းချုပ်နေတဲ့လျှို့ဝှက်ချက်ကအတွေးခေါ်ပုံစံလို့ခေါ်တဲ့
paradigm မှာပဲရှိနေတာပါ paradigm ဟုတ်ပြီဒါကဘာကိုပြောတာလဲဒါကိုနားလေဖို့ကျွန်တော်တို့စိတ်ကိုအပိုင်းနှစ်ဖိုင်ခွဲကြည့်အောင်တစ်ပိုင်းကသိစိတ်ပေါ့ conscious mind သူကစဉ်းစားတယ်စင်ချင်တယ်ပန်းတိုင်တယ်ချတယ်ငါချမ်းသာခြင်းတယ်လို့ဆုံးဖြတ်တာမျိုးပေါ့ဒါပေမဲ့အဲ့ဒီအောက်မှာပိုပြီးအစွမ်းချက်တယ်မသိစိတ် subconscious mind ရှိသေးတယ်သူကကြတော့ခံစားချက်တွေအလေးအကျင့်တွေနဲ့ဖွဲ့စည်းထားပြီးဘာမှမစင်ချင်ဘူးအကုန်လက်ခံတယ်ပြဿနာကအဲ့ဒီစိတ်နှစ်ခုကမချာခဏဆိုလို့တယောက်နဲ့တယောက်ပြန်တိုက်ခိုက်နေကြတာပဲ အဲ့ paradigm ဆိုတာကဘာလဲဆိုတော့ကျွန်တော်ရဲ့မသိစိတ်ထဲမှာ install လုပ်ထားတဲ့ computer program တစ်ခုလိုငယ်ငယ်လေးကတည်းကစုပုံလာတဲ့အလေးအကျင့်တွေယုံကြည်ချက်တွေအားလုံးပေါင်းပြီးဖြစ်လာတဲ့ program အဲ့ဒီ program ကကျွန်တော်ရဲ့အပြုံ95%လောက်ကိုအလော်လျောက်ထိုင်းချုပ်နေတာကိုယ့်ကိုယ်တော့ကားမောင်းမှုလွတ်ထန်နေတာဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီ program ကပဲကျွန်တော်တို့ကိုမောင်းနေတာ autopilot နဲ့တွားလေတယ်လို့ပဲအဲ့ဒီ program တွေကဘကားရော်လာတာလဲအဓိကကတော့ခလေးဘဝကပဲခလေးဘဝမှာကျွန်တော်တို့ရဲ့မတိစိတ်ကရေမြုပ်တစ်ခုလိုပဲပတ်ဝန်းကျင်ကပြောသမျှလုပ်သမျှအားလုံးကိုမေးခွန်းမထုတ်ပဲစုပ်ယူလိုက်တာပိုက်ဆန်ဆိုတာရှာရခက်တဲ့တို့နင်ကတိတ်မတော်ပါဘူးလို့အဲ့ဒီလိုစကားတွေကိုအချင်းချင်းကြားရတဲ့အခါဒါတွေကကျွန်တော်တို့ရဲ့အခြေခံ program တွေဖြစ်သွားရောအဲ့ဒီ program ကပဲအရွယ်ရောက်လာတဲ့အထိကိုယ့်ဘဝကိုနှောက်ွယ်ကနေပုံဖော်နေတော့တာကဲအဲ့လိုဆိုရင်အဲ့ဒီ program ကြီးကိုရောဖြောင်းလို့ရလားအဖြေကရပါတယ်လုံးဝရပါတယ်ကျွန်တော်ရဲ့ခံကြမှာကိုယ့်လက်ထဲပြန်ရောက်အောင်ကိုယ်လိုင်းပြန်ပြီး tank ချုံနိုင်မယ်ရှင်းရှင်းလင်းလင်းလမ်းကြောင်းအခုရှိပါတယ် အဓိကအချက်ကဒါပဲကိုယ့်ရဲ့လက်ရှိအခြေအနေကိုသဘောမကျလို့အပေါ်ယံလေးတွေပဲလိုက်ပြင်လေလို့တိုက်ခိုက်နေလို့ဘာမှပြောင်းလဲလာမှာမဟုတ်ဘူးအဲ့ဒီအခြေအနေတွေကိုဖြစ်စေတဲ့အကြောင်းရင်းအဲ့ဒီအမြင့်ဖြစ်တဲ့ paradigm ကိုအရင်ပြောင်းရမယ်အမြင့်ကိုမပြောင်းဘဲနဲ့တော့ရလက်ကောင်းကြီးဘယ်တော့မှထွက်လာမှာမဟုတ်ဘူးအဲ့ဒီတော့ဘယ်ကားစရမလဲအရန်ရှင်းတဲ့အစစ်နစ်စင်ပဲလို့လဲနံပါတ်1ကိုအခုဘယ်နေရာမှာရှိနေလဲဆိုတာကိုရိုးရိုးသားသားရင်ဆိုင်ပါကိုယ့်ရဲ့လက်ရှိပန်းဆိုင်ရင်ကိုယ့်ရဲ့လက်ရှိဆက်ဆံရေးအဲ့ဒီရလာတဲ့အားလုံးကကိုယ့်ရဲ့လက်ရှိ paradigm ကိုမန်တစ်ချက်လို့ပြနေတာပဲနံပါတ်2ကိုယ်ပဲကိုတွားကျင်တယ်ဆိုတာကိုတိတိကျကျသိရမယ်ရှင်းလင်းတဲ့ပန်းနံတစ်ခုချမှတ်ရမယ်ပန်းနံမရှိရင်တော့ဥရိယာမရှိပဲရှောက်သွားနေတဲ့သင်္ဘောတစ်စင်းနဲ့ဘာမှမထူးပေါ့တောက်ဆုံးမှာတော့အရာအားလုံးကဒီရိုးရှင်းပေးမဲ့အရန်အစွမ်းထက်တဲ့မေးခွန်းတစ်ခုစီကိုပဲပြန်ရောက်လာတယ်ကိုတကယ်ပါလို့ချင်တာလဲပုံဝင်းချင်ကဖြစ်တင်တဲ့ထင်တာတယ်လူတွေကလိုချင်စေချင်တာတွေမဟုတ်ဘူးဖြစ်နိုင်လောက်တယ်လို့ကိုထင်းနေရတယ်လည်းမဟုတ်ဘူးကိုယ့်ရဲ့နှလုံးသားထဲကနေအနဲ့ရှိုင်းဆုံးနေရကနေတကယ်နဲ့လိုချင်တာကပါလဲအဲ့ဒီအဖြေကိုရှာတွေ့ပြီဆိုတာနဲ့အဲ့ဒီ line လုံးနဲ့ကိုချင်းယူပြီးဘဝကိုပြောင်းလဲမဲ့ခီကိုစတင်လို့ရပါပြီ